ကိုမြက်ကိုလွမ်းနေဆိုတာမျက်တိရထက်ပို့ရဝေးကွက်သွားရင်လမ်းခွဲခြင်းကြောင့်ဘွားတစ်ခုတည်းပြူလဲတဲ့တတိယချင်းကိုမေးဖြောက်ဖို့အတွက်မတရားကဘလို့လဲကွယ်ရစွတ်တက်ကတိပြောင်းလဲသွားလေကြံခဲ့သူငိုမဲမဲထားခဲ့သူမျက်ဘွားလေးကိုမို့တဲ့ချားစီမှာပြောပါစီတောင်းနေသူပြေးပါသည်ဝေဒနာရင်သွားနေမျက်စိတော့ရနေတရားရီချိန်မိခဘလို့ညှင်းသိရမလဲဖော့ကရေးငါဒုံးရောက်ရှိတဲ့ကဘာမှာကိုမချစ်ပဲဖော်ရှာနေတတင်ကရှိခဲ့ဘူးတဲ့ဇလန်လေးထဲမျက်စုရဲ့နန်းစားလေးကြောင့်ဘွားကျိုးချစ်တက်လည်းမတွေ့ခဲ့အေးလက်တန်းလေးနဲ့ပြီးရကတိတွေပြက်စီဖလက်ဝေးကိုပြန်စမ်းပြေးတယ်လွမ်းရသူရှင်နဲ့နားတဲ့တယောက်တည်းကြံခဲ့ရက်ချမ်းလေးနဲ့ညနေကိုရှောက်ခဲ့ဘူးတဲ့မက်ကလေးလမ်းပေါ်ချေရများကြောင့်မတရားတွေပြက်စီဝေးဖို့ကြောင်းမသေးကြသွားလောက်ထားခဲ့တဲ့တီဟူကြီးကြောင့်လေးတာတင်ချပိုးတာဖြစ်ရစပြောက်အင်းစပနားမလေးတဲ့ကောင်တွက်ဖို့ခက်တဲ့နေရများရောက်မျိုးကိုယုံစာကြည့်တိုင်းရှိမှတွေ့ဆုံမှုဆုံးသက်ခဲ့ခြင်းဒလန်ထဲကိုကြောခိုင်းသွားတဲ့မြက်ကိုတော့ကိုမုံရက်ခဲ့ခြင်းဆန္ဒကိုတိတ်ခါနဲ့ထိမိစမထားဘူးဆုံးပြက်ခဲ့ခြင်းရင်ဝါကိုခြေဆုံးကိုင်းပြီးထွက်သွားလဲကိုပြုံးပြက်ခဲ့ခြင်းမျက်နှာကိုသွားခဲ့ဘူးတဲ့မျိုးရှောင်းလမ်းပေါ်နေကြခင်းများရောက်တဲ့ချင်းတတိယသေးတောင်ပိုင်ဆိုင်ရတဲ့ချင်းနဲ့ချင်းများမျက်ကိုထားခဲ့ပြီးရွေးချယ်လို့သွားတဲ့မျိုးသားလေးဟာကိုထပ်ဖို့ခီးဆိုင်ပြီးတော့ချင်းနာချင်းနဲ့တိုးပွားပေးပါကိုမျက်ကိုလွမ်းနေဆိုတာမျက်တိရထက်ပို့ရဝေးကွက်သွားရင်လမ်းခွဲခြင်းကြောင့်ဘွားတစ်ခုတည်းပြူလဲတဲ့တတိယချင်းကိုမေးဖြောက်ဖို့အတွက်မတရားကဘလို့လဲကွယ်ရစွတ်တက်ကတိပြောင်းလဲသွားလေကြံခဲ့သူငိုမဲမဲထားခဲ့သူမျက်ဘွားလေးကိုမို့တဲ့ချားစီမှာပြောပါစီတောင်းနေသူပြေးပါသည်ဝေဒနာရင်သွားနေမျက်စိတော့ရနေတရားရီချိန်မိခဘလို့ညှင်းသိရမလဲဖော့ကရေးငါဒုံးရောက်ရှိတဲ့ကဘာမှာကိုမချစ်ပဲဖော်ရှာနေရွှေမော်တော့ဖျားမှာမြဲမင်းနဲ့တစ္ဆာဆိုခဲ့ကြတယ်မွေးဖို့ခုတော့မင်းမိပေါင်းမလို့ဆက်နိုင်လို့ချေရပြိုးလဲသွားရင်ဒါကြောင့်မြက်ပြီးကတိမတီးတဲ့လေးဟာလိုပဲသွားရင်နောက်မှာချစ်ကြီးသူရှုံးတဲ့စက်သိမ်းဖြစ်ရဒီလိုပဲမလာခဲ့လေးပြကနိုင်စင်းနဲ့ဘူရာယုံပဲရောက်ဖြစ်သေးတယ်မျက်ငွေတထင်ချင်နေတဲ့မျိုးပတ်လန်းပေါ်ရှောက်ဖြစ်သေးတယ်ညကြိုက်တဲ့ကော်ဖီဆိုင်နဲ့တယောက်တည်းတီးချင်တောက်ဖြစ်သေးတယ်ခါတီမှုပိုထဲငိုပွဲဦးပြစ်ခါတဲ့မောက်ဖြစ်သေးတယ်လမ်းချင်းတူနေတာတော့လူချင်းတွေ့ခဲ့မျက်နဲ့ကိုနဲ့ဝေးကွာဘူးတိုင်းတာတကယ်တော့နီးစက်ချင်းကိုတက်ခဲ့သလိုပဲမျက်မိပါပေးသားတဲ့မျိုးသားနဲ့ဒီကလက်ထပ်ဖို့ပဲမျက်ဘွားလေးကောင်းသားဖို့ဆိုရတယ်ကိုရက်ဆက်လို့လဲဝန်တင်းချက်နန်းတို့ရမှာဖိုတိုရှူတင်လုံးမယ်ဆိုခန်းနာပါတယ်မင်္ဂလာပွဲကသူတို့သားကိုမဟုတ်ခဲလို့အန်ဒီကဆက်မျက်ဘွားထဲကတရားဝင်ကိုထုတ်ပယ်လို့ခံခဲ့ရတဲ့ကိုဝါကြီးကလင်းရှိပါစုပ်ပြက်လို့မျက်ကိုလွမ်းနေဆိုတာမျက်တိရထက်ပို့ရဝေးကွက်သွားရင်လမ်းခွဲခြင်းကြောင့်ဘွားတစ်ခုတည်းပြူလဲတဲ့တတိယချင်းကိုမေးဖြောက်ဖို့အတွက်မတရားကဘလို့လဲကွယ်ရစွတ်တက်ကတိပြောင်းလဲသွားလေကြံခဲ့သူငိုမဲမဲထားခဲ့သူမျက်ဘွားလေးကိုမို့တဲ့ချားစီမှာပြောပါစီတောင်းနေသူပြေးပါသည်ဝေဒနာရင်သွားနေမျက်စိတော့ရနေတရားရီချိန်မိခဘလို့ညှင်းသိရမလဲဖော့ကရေးငါဒုံးရောက်ရှိတဲ့ကဘာမှာကိုမချစ်ပဲဖော်ရှာနေ